ဒီနေ့မှာတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်ရှေးဟောင်းပုံမြင်တဲ့ပုဂ္ဂိုလ်အတူတူလေ့လာကြည့်ကြရအောင်ဒီဇလန်ကဘယင်တစ်ပါးမိဖုရားတစ်ပါးနဲ့မိကွက်လေးတစ်ကွက်အကြောင်းပါဒါပေမဲ့အဲ့ဒီခနေရမယ်သင်ခန်းစာတွေကတော့တကယ်ကိုအရေးကြီးပါတယ်နော်လူတိုင်းမှာလိုချင်တာတွေရှိကြတာပဲနော်ဒါပေမဲ့ငါဒါကိုလိုချင်တယ်ဆိုတဲ့စိတ်ကရောဘယ်အချိန်မှအန်ဒီကြီးတဲ့အရာတစ်ခုဖြစ်သွားနိုင်မလဲအဲ့ဒီအတွေးလေးတစ်ခုကနေဘလောက်ထိကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်လဲဆိုတာကိုဒီဇလန်ထဲမှာတွေ့ရမှာပါကဲဇက်လန်လေးကိုဆက်လိုက်ကြအောင်ဒီဇက်လန်ရဲ့အကြီးကဆက်ကောင်ကတော့လိုချင်တာဆိုဘာမဆိုရရမှာကျေနပ်တဲ့ဘယင်တစ်ပါးပေါ့သူ့နာမည်ကအာဟတ်ဘယင်သူကဘီလိုလူစားမျိုးလဲဆိုတော့လေတကူကောင်းဆန်နေပြီးတော့တခြားသူတွေပိုင်ဆိုင်တဲ့အရာလေးကိုဆိုအမြဲတမ်းလိုချင်နေတတ်တဲ့သူမျိုးမူရင်းဇလန်နေမှာဆိုရင်သူ့ကိုမကောင်းမှုတွေလောက်ဖို့ပဲစိတ်အားထက်ထန်နေတဲ့သူအထူးသဖြင့်သူမိဖယားရေးစပစ်လေးရမြောက်ပြမှုတွေနောက်ကိုလိုက်တတ်တဲ့သူလို့တောင်ဖော်ပြထားပါတယ်အဲ့ဒီဘယင်ရဲ့နန်းတော်ကြီးပေမှာကက်ရက်မှာပဲအရန်လာစပစ်ချန်ကြီးတစ်ခုရှိတယ်ပိုင်ရှင်ကတော့နာဖို့လို့ခေါ်တဲ့တာမန်လူတယောက်ပေါ့အာဟဘယင်ကအဲ့ဒီချန်ကိုမြင်လိုက်တာနဲ့ဟိုဒါငါတော့ပဲဆိုပြီးစိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်တော့တာပဲဘာလို့လဲဆိုတော့သူ့နန်းတော်နဲ့အရန်နေတော့ကိုပိုင်ဟင်းဒီဟင်းရဲ့ချန်လေးလှုပ်ရှင်လို့လေဆိုတော့ဖရင်ရနာဘုတ်ကိုကဲလန်ပါမင်းရဲ့ချန်ကိုငါ့ကိုညောင်းမှာပိုကောင်းတဲ့ချန်နဲ့လဲပေးမယ်သူပြီးပေါ့ဒါပဲနာဘုတ်ကပြန်ငင်းလိုက်တယ်ဘာလို့လဲဆိုတော့သူ့အတွက်ကဒါရောင်းကုန်ပစ္စည်းတစ်ခုမဟုတ်ဘူးလေသူ့ဘိုးဘေးရဲ့ဆရာစဉ်းသက်လာတဲ့တန်ကိုထားရတဲ့အမွေနဲ့တစ်ခုမို့လို့ပါဒီမှာတင်သူတို့ရဲ့အမြင်ကလုံးဝကိုကွဲသွားတာပေါ့ဖရင်ကပစ္စည်းတစ်ခုလို့မြင်ပြီးနာဘုတ်ကတော့မိသားစုရဲ့အမွေဖြစ်မြင်နေတာဘယင်တပါလုံးကသူတို့လိုချင်တာမရတော့ဘာစဖြစ်တယ်လေဒီလားတကယ်ကလေးလေးတယောက်လိုပဲစိတ်ကောက်ပြီးအိပ်ရပေါ်လဲဘသူကမှစကားမပြောအစာလည်းမစားပဲမျက်နှာလွှဲပြီးနေတော့တာပဲတဲ့တော်တော်အံ့ဩဖို့ကောင်းတယ်နော်ကဲဘယင်ကဒီလိုစိတ်ကောက်နေတော့မှပဲဇလန်ထဲကိုနောက်ထပ်ဝင်လာပါတယ်အဲ့ဒါကတော့သူ့ရဲ့မိဖုရားယေစပယ်လာပါပဲသူမကဒီအကြောင်းကိုကြားတော့ထားလိုက်ဒီကိစ္စငါတာဝန်ထားဆိုပြီးသူမရဲ့ကြောက်စရာကောင်းတဲ့အကြံစီးဒီနဲ့ဝင်ပါလာတာပဲသူမကဘယင်ကိုရှင်ကဒီနိုင်ငံရဲ့ဘယင်မဟုတ်ဘူးလားဘာလို့ဒီလောက်တောင်စိတ်တကြနေရတာလဲထပါအဲ့ဒီစပစ်ချန်ကိုကျမရအောင်ယူပေးမယ်ဆိုပြီးအပေးသူလိုနဲ့မကောင်းတဲ့ဘက်ကိုတွန်းပို့လိုက်တာပါပဲသူမရဲ့အစီအစဉ်ကတကယ်ကိုရက်ဆက်ပါတယ်ဘာဒီလုတ်ခဲ့လဲဆိုတော့အရင်ဆုံးဖယင်ရဲ့နာမည်နဲ့စာအုပ်တွေရေးတယ်ပြီးတော့နာဖို့အကြောင်းမဟုတ်မှလင်ကြားပြောမဲ့လူနှစ်ယောက်ကိုငါလဲအဲ့ဒီနောက်မှာတော့နာဖို့ကိုသူလုံးဝမကျူးလို့နဲ့ဖိမှုကြီးတခုနဲ့ဆွဆွဲပြီးတော့နောက်ဆုံးမှအသေးတတ်ခိုင်လိုက်တာပါပဲစဉ်းစားကြည့်လေဖယင်ရဲ့အာဏာကိုအလွယ်ထုံးစားလုပ်ပြီးအဖြစ်မရှိတဲ့လူတစ်ယောက်ကိုအမှုဆင်လိုက်တာပေါ့အဲ့ဒီမျိုးကအကြီးအကဲတွေကလည်းမိဖုရားရဲ့အမိန့်ကိုမလွန်ဆိုင်ရပဲအကုန်လိုက်လို့ပေးခဲ့ကြတယ်အဲ့ဒီမှာပဲနာဘိုဟာမတရားဆွဆွဲခံရပြီးအသက်ခံလိုက်ရတော့တာပေါ့အစီအစဉ်ကတော့အောင်မြင်သွားခဲ့ပါတယ်နာဘိုတေတော့အာဟဖီယန်ကလည်းဘလို့နီနဲ့ရဂူးမဆိုင်တော့ပါဘူးသူလိုချင်တဲ့စပစ်ချန်ကိုတွားပြီးတော့တိမ့်ပိုက်လိုက်တော့တာပဲဆိုလိုချင်တာကတော့သူလိုချင်တဲ့အရာတစ်ခုအတက်လိန်လည်မှုတွေလူသက်မှုတွေနဲ့ရယူခဲ့တဲ့ဆိုတဲ့အချက်ပါပဲဒါပေမဲ့ဇလန်ကဒီမှာတင်ပြီးမသွားသေးပါဘူးသူတို့ရဲ့မတရားတဲ့လုံရတွေကိုဖော်ထုတ်ပြီးတာဝန်ခံခိုင်းမှုအတွက်လူတစ်ယောက်ရောက်လာပါတယ်အဲ့ဒီလူကတော့အေလိယလို့ခေါ်တဲ့ prophet တစ်ပါးပါဖျားသခင်ကသူ့ကိုဆေးလွတ်လိုက်တာဖြစ်ပြီးအာဟဖီယန်နဲ့ဘယ်မှာသွားတွေ့ခိုင်းလဲဆိုတော့ဟိုးသူလိုယူထားတဲ့စပစ်ချန်အလဲတက်တဲ့မှာသွားတွေ့ခိုင်းတာပါဖယင်အနေနဲ့ဒီလိုမတရားရယူထားတဲ့အရာကိုအေးစစ်စစ်ပျော့ပျော့ရွှင်ရွှင်ခံစားခွင့်မရသင့်ဘူးဆိုတဲ့သဘောပါပဲအေလိယကဘယင်ကိုတွေ့ရချင်းဖားမဲလိုက်လဲဆိုတော့တင်အားလူကိုတတ်ပြီးသူ့မိကိုလည်းဒိန်းယူလိုက်ပြီလားတဲ့ဒါကတကယ်ကို direct စားပြီးအဆန့်တက်တဲ့မိကုန်းပဲလူတက်မှုရောလူရဲ့မှုရောနှစ်ခုလုံးကိုတစ်ခါတည်းထောက်ပြလိုက်တာပါအာဟပူရင်ကအေလိယကိုမြင်တော့ဟေ့ငါရန်သူငါကိုတွေ့ပြီလားဆိုပြီးမေးလိုက်တယ်အဲ့တော့အေလိယကငါတွေ့ပြီဘာဖြစ်လို့လဲဆိုတော့တင်ဟာမကောင်းမှုလုပ်ဖို့ကိုရောင်းစားလိုက်လို့ပဲလို့ပြန်ပြောခဲ့တယ်ဒီစကားကတကယ်ကိုနည်းနည်းပါတယ်အာဟကအေလိယကိုရန်သူလို့မြင်နေပေမဲ့အေလိယကတော့အာဟရဲ့တကယ်ရန်သူဟာသူ့ရဲ့မကောင်းတဲ့စိတ်နဲ့လိုရက်တွေကိုယ်တိုင်ပဲဖြစ်တယ်လို့ဆိုလိုလိုက်တာပါအဲ့ဒီနောက်မှာတော့အေလိယကသူတို့ကိုစောင့်ကြိုနေတဲ့ကြောက်စရာကောင်းတဲ့အနာဂတ်တဲ့ကြောင့်ဟောပြောခဲ့ပါတယ်သူတို့ရဲ့လောက်ရက်တဲ့ကြောင့်သူတို့မိသားစုတစ်ခုလုံးကိုပြောမှဘေးဆိုးတွေကြရအောင်မယ်မြို့နယ်တစ်ခုလုံးပျက်စီးမယ်မိဖုရားရေစပီလေးကိုခွေးတွေကစားလိမ့်မယ်ပြီးတော့သူ့ရဲ့သားတွေအားလုံးလည်းကြောက်စရာကောင်းတဲ့သေဆုံးခြင်းမျိုးနဲ့ကြုံရမယ်လို့ကြော်ပြောခဲ့တာပါကဲအဲ့ဒီဂျိုဒန်ဟော့ကင်းဒီအဲ့ဒီတတိပေးချက်တွေကတော့တကယ်ဖြစ်လာခဲ့သလားဘလို့တွေဆက်ဖြစ်မလဲကြည့်လိုက်ကြရအောင်တကယ်ပဲအဲ့ဒီ prophet ပြုချက်တွေကတစ်ခုပြီးတစ်ခုဖြစ်လာခဲ့ပါတယ်။သိ
3 နှစ်ကြာတော့အာဟပ်ဘုရင်ကိုယ်တိုင်စစ်ပွဲမှာတေဆုံးသွားတယ်သူ့ရဲ့သားကြီးဖြစ်တဲ့အာဂဇစ်နဲ့ယောရန်တို့လည်းတယောက်ပြီးတယောက်တေဆုံးခဲ့ရတယ်ပြီးတော့မိဖုရားရဲ့ဇေဘေလာကလည်းဟော့ကင်းအတိုင်းပဲအသက်ခံရပြီးခွေးတွေစားတဲ့ဘဝနဲ့အဆုံးသတ်ခဲ့ရတယ်နောက်ဆုံးမှာတော့အာဟပ်ရဲ့မျိုးဆက်အားလုံးအသက်ခံရပြီးသူ့ရဲ့မျိုးနွယ်ကအပြတ်တော်ပျက်စီးသွားခဲ့ရတယ် ဒီလိုနဲ့စပစ်ချန်တဲ့တချန်ကိုလွတ်ချင်တဲ့တကိုယ်ကောင်းဆန်တဲ့စီကနေစားခဲ့တဲ့မကောင်းမှုဟာနောက်ဆုံးမှာတော့မိသားစုတစ်စုလုံးမျိုးနွယ်တစ်ခုလုံးပျက်စီးသွားတဲ့အထိအဆုံးသတ်သွားခဲ့ရတာပါပဲသူတို့ရဲ့လောဘနဲ့ရက်စက်မှုတွေကသူတို့တမိသားစုလုံးအတွက်ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေကိုတည်ဆောင်လာခဲ့တာပေါ့ ဒီလောက်ရှိကြတဲ့ဇလန်ကဒီနေ့ခေတ်အတွက်ရောဘာဒီသင်ခန်းစာပေးနိုင်မလဲဘာကြောင့်အခုထိတောင်ဒီဇလန်ကအရေးပါနေသေးတာလဲအတူတူကြည့်လိုက်ကြအောင် ဒီဇလန်ကနေသင်ခန်းစာတွေအများကြီးရနိုင်ပါတယ်ပထမတစ်ခုကတော့လောဘကအရန်အန်ဒီရများတယ်ဆိုတာပါပဲကိုတခုခုကိုအရန်လိုချင်နေရုံနဲ့အဲ့ဒါကိုမတရားယူခွင့်ရှိသွားတာမျိုးမဟုတ်ပါဘူးပြီးတော့တကူကောင်းဆန်တဲ့စိတ်ကအပြစ်မရှိတဲ့လူတွေကိုထိခိုက်စေနိုင်တယ်လွတ်လိုက်တဲ့အရာတိုင်းမှာအကျိုးဆက်ဆိုတာအမြဲရှိတယ်ဘလောက်ပဲအာဏာရှိနေပါစေရှောင်လွှဲလို့မရပါဘူးနောက်ဆုံးအရေးကြီးဆုံးကတော့နာဘောနဲ့အေလီယာတော်လိုပဲအမှန်တရားဘက်ကယက်တီရဲ့ဖို့ကတစ်ကိုအရေးကြီးတယ်ဆိုတာပါပဲ အဲ့ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလီတစ်ခုထားခဲ့ချင်ပါတယ်အဲ့ဒါကတော့လူတိုင်းမှာရှိတဲ့လိုချင်စိတ်တွေကတခြားသူတွေကိုမထိခိုက်မိစေဖို့ဘလို့ထိန်းချုပ်မလဲဘလို့တေးချောက်လောက်ကြမလဲဆိုတာပါပဲဒါကတော့ဒီဇလန်ကနေကျွန်တော်တို့ကိုမေးခွန်းထုတ်ပြီးခြံထားခဲ့တဲ့အရေးကြီးဆုံးအချက်တစ်ခုပါပဲ